ကျွတ်ရွရွနဲ့ရတာရှိတဲ့ငပောင်းကြော်လေးလုပ်ပြမယ်နော်အရင်ဆုံးငပဲလေးတွေကိုရေစင်အောင်ဆေးပြီးစစ်ထားလိုက်မယ်အမွှေးနဲ့အတွက်ကျွတ်သွန်ဖြူနဲ့ဂျင်းကိုအရင်ဆုံးထောင်းထားလိုက်မယ်ကျွတ်သွန်ဒီကိုပပလေးလီထားလိုက်မယ်ငရုတ်တီးနဲ့ရှက်နက်နံကိုတခြားလေးကြိုက်ထားလိုက်မယ်အရသာအတွက်တော့စားငံပြရည် MSG စနွဲမုံအရောင်နဲ့မုံနဲ့ဒီငရုတ်ကောင်းထည့်လိုက်မယ်နောက်ပြီးတော့ခုနကပြင်ထားတဲ့ရှက်နက်နံငရုတ်တီးကျွတ်သွန်ဒီတွေကိုလည်းထည့်လိုက်မယ်ပထမဆုံးထောင်းထားတဲ့ကျွတ်သွန်ဖြူနဲ့ဂျင်းရဲ့ဆန်အစိမ်းမုံလေးရဲ့ထည့်ပြီးတော့မွေးလိုက်မယ်အဲ့ဒါပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးမှတမအောင်မွေးလိုက်မယ်ဆိုလို့ရှိရင်တော့စကြော်လို့ရပါပြီအခုဆိုရင်တော့ကျွတ်ရွပြီးရတာရှိတဲ့ငပောင်းကြော်လေးရရှိပါပြီအားလုံးပဲအိမ်မှာပြန်လှုပ်စားကြည့်ပါတကယ်စားကောင်းပါတယ်ဒီနေ့လေးကတော့ဆန်ရဲ့အမေလုပ်နည်းလေးပေါ့နော်အားလုံးပဲကြိုက်နေတတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်